Philip ရထားသေးတယ်များဒူဒူတန်ရှူပေးထားပြီးပိတ်ပြီးတွင်ကိုတကိုစတင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီတွင်ကိုတော့ချင်းလန်းတင်းရဲ့ကစားသမားကျောင်းနံပါတ်6ကျူးဆက်ကတွင်ယူခဲ့တာဒူဒူတန်အရှိမတော့နောက်ထပ်တွင်ကိုတကိုထပ်မံရခဲ့ပြီးတော့ဒီတွင်ကိုခန်စစ်ကလိုက်တက်လာခဲ့တဲ့ Thomas ကတွင်ယူသွားခဲ့တာဖြစ်ပါတယ်ချင်းလန်းတင်းနှစ်ကိုပြည့်နဲ့ဦးဆောင်ဝင်ရရှိသွားခဲ့ပြီဒီနေ့ဒူဒူတန်အကင်နာတယ်တတိယမြောက်တွင်ကိုချင်းလန်းတင်းကရရှိသွားခဲ့တာဖြစ်ပါတယ်ဒီကလည်းလွှဲချော်သွားခဲ့ပြန်နေရင်ရွှေပေါ်ဒီမှာတော့တွင်ကိုတကိုပြန်လဲခွင့်ပြုလိုက်ရပြီးတော့ TG United အသင်းတွင်ကိုတကိုစတင်ရရှိသွားခဲ့တာဖြစ်ပါတယ်ဒီတွင်ကိုတော့ကျောင်းနံပါတ်17ရင်ရွှေပေါ်ကသွင်းယူခဲ့တာအကန်နာတယ်နောက်ထပ်တွင်ကိုတကိုထပ်မံရခဲ့ပြီးတော့ချင်းလန်းတင်းက၄ကိုတကိုဆိုရရလဲနဲ့ဥဆောင်သွားခဲ့တာဖြစ်ပါတယ် TG ဒီတွင်ကိုရင်ရွှေပေါ်ကပဲထပ်မံသွင်းယူသွားခဲ့တာမျိုးနောက်ထပ်တွင်ကိုတကိုထပ်မံရခဲ့ပြီးတော့ချင်းလန်းတင်း9ကို2ကိုဆိုရရလဲနဲ့ဥဆောင်သွားခဲ့ရဖြစ်ပါတယ် TG United အသင်းကတွင်ကိုရရှိဖို့ကြိုးစားလိုက်တကယ်တမ်းတွင်ကိုရရှိသွားတဲ့အသင်းကချင်းလန်းဖြစ်လိုက်နေအခု Watchering ဒီနေ့ပွဲသမားချင်းလန်းတင်းရဲ့တကယ်ကိုအကောင်းဆုံးပုံစံနဲ့ကာကွယ်ထားနိုင်ခဲ့တဲ့အခြေအနေတွေကတိုင်မတင်းကို3ခုအကွာနဲ့ဥဆောင်ဝင်ရခဲ့ပြီးတော့ဒီနေ့ကျောင်းနံပါတ်17ရင်းရွှေဘောကပဲ TG United အသင်းတို့နောက်ထပ်တွင်ကိုတကိုထပ်မံရခဲ့ပြီးတော့ရင်းရွှေဘောဒီနေ့ပွဲစဉ်မှာတွင်ကို3ခုထိရရှိအောင်စွမ်းဆောင်ထားခဲ့တာဖြစ်ပါတယ်ဒီမှာအောင်ပြဖြိုးအချိန်မှာလည်းနောက်ထပ်တွင်ကိုတကိုထပ်မံရခဲ့တာဖြစ်ပါတယ်ချင်းလန်းတင်းရဲ့တွင်ကိုတွေကိုတော့ဂိုးသမားအောင်ပြဖြိုးကနောက်ဆုံး2ဂိုးစတိုက်မှာတွင်းယူခဲ့ပြီး6ဂိုး3ဂိုးဖြစ်သွားခဲ့ပြန်တယ်များလက်ရှိမှာတော့ချင်းလန်းတင်းနဲ့TG United အသင်းတို့ရဲ့ပွဲစဉ်ကတော့ချင်းလန်းတင်းက6ဂိုး3ဂိုးဆိုတဲ့ရလဒ်နဲ့TG United အသင်းကိုအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်